ဝိုင်းယူမှာတက်တော့ဆိုရင်ဆာမကြမှာစုပေါင်း၄ဘာသာတော့မှကြာမင်းတင်ချဆိုရင်ကွာပိတ်တာအဲ့ဒါမင်းထင်တော့မသိတယ်နော်10တော့အဲ့ဒါတင်ချဂုံတူးနဲ့လာတာဂုံတူးနဲ့ပါတာထွက်လာခဲ့တာမဟာသိပ္ပံတက်ဖို့သာမမိတာယူကြောင်မှုကြောင်နဲ့ရက်မူပြီးတော့အင်တာမန်တွေကထုတ်ခွဲတာဘယ်ပြောကောင်းမလဲယော်ရတာဗောတစ်ချက်ကိုအဲ့တော့အဲ့ခက်က9000တစ်ချက်ကို9000ယော်ရတာ၄ချက်ထိုးခွဲလိုက်တာ2000လောက်နေပြီးပြောမှလက်မထိုးရတယ်လေနောက်အင်္ဂေတို့ပြုံးပါကအဆောင်နဲ့ကြောင်မထုတ်ပြမြေကိုကြည်ရင်နဲ့လက်ခံသဘောတူပါလေဆိုတော့အမှကလည်းငိုပါငိုချင်ပါတတိယနေ့ကနေစပြီးတော့ဒီနောက်ဆုံးနှစ်ထီကတော့AB တော့ပြေးတာပေါ့AB ဒါမှလည်းမမီတော့လေရင်းကပထမနေ့ဒုတိယနေ့မှာဆိုရခဲ့တဲ့ဟာကတို့ရောက်တဲ့အချိန်ကျတော့မထိနောက်ပိုင်းနေမှာတော့ထိတော့တာပဲပေါင်းသိန်းနေပါညာနေနဲ့အဲ့ဒါတော့ကိုထိန်းအောင်ကွာပြောလိုက်ထိန်းမှာတော့မဟုတ်ပါဘူးမင်းတို့ကြည့်ရတကယ်အချိန်တော့ဘာဆိုလားပဲတကယ်တော့ရောက်မှာပဲအဲ့လိုဖြစ်သွားတာဒီဟလာမျိုးကထိန်းချုပ်မှုအောင်းနေလွတ်သွားတာပေါ့ဒါတော့ကိုထိန်းနိုင်မှာပဲအဆင်ပြေမှာပေါ့မင်းတို့